တဲ့မလန်းကိုတဲ့သီလရှင်ဘယ်မဆိုင်ဆွန်ကြီးကံကျွဲရွှေကုံဘုရားကိုတန်ခါ9000သီလရှင်မပါပါဘူးကုသိုလ်တော်ဘုရားမှာဆွမ်းသန်နေတော့နဲ့သီလရှင်လမ်းတာမှမဆိုင်ပါဘူးကျမတို့မပါတော့ဘူးလားရှင်တို့ရဲ့မေးပါလားကျမတို့လည်းလေဓမ္မစရိယာတွေနော်ဗါတယ်လေဓမ္မစရိယာတွေပထမငယ်တွေပထမလက်တွေပထမကြီးတွေချက်ပါတယ်ရှင်တို့ကမနဲ့မိုးလင်းရင်လေတပိတ်လေးနဲ့ဆွမ်းခံကြွမိုးလင်းရောရှင်တို့မှလေအမြဲတမ်းဝါဆိုတဲ့ကံမလူလည်းရှိတယ်ပြီးလို့ရှင်နေ့တိုင်းကြွတယ်ကျမသူများတို့ကလေတပတ်မှာတစ်လမှာ2ကြိမ်လောက်ကြွတာအဲ့ဒီ2ကြိမ်တော့မဆန်းလဲနဲတယ်လေဟောရတဲ့ဆန်လေးကိုလေငားနဲ့လဲမယ်ဆိုတော့သီလရှင်ကဆန်ဝင်အောင်လို့ပြောခံရတယ်ရှင်တို့ယောက်ျားတွေကပရိနေတိတဲ့ပိန်နံချက်ပြီးသားဆုံးကိုဖုံးပေး3000လူခန်းကြတယ်ကျမတို့ကအာမကဒင်းညာဆန်စိမ့်ဘလို့ချက်မလို့ထင်းဝယ်ရမယ်ကွယ်တို့ရဲ့ငားဝယ်ရမယ်ဒါကြောင့်မလို့ဆန်လဲတာအပြစ်မတင်ပါနဲ့ချက်မတင်နဲ့